ယောက်နဲ့ပတ်သက်တာပဲမင်းမှာ ဟုတ်ကဲ့ပါ ကမင်းကားတစ်စီးကိုမောင်းသွားပြီ ဟုတ်ကဲ့ မီးပွားရောက်မင်းနေပြီမင်းဘာလုပ် အော်ကျွန်တော်ကားကိုရှင်းရပါမယ်ခင်ဗျ ဟာကောင်းလိုက်တယ်ဖြီအဲ့ဒါကွက်တီပဲတမရ ဟုတ်ကဲ့ အမင်းကလည်းအဲ့ဒါနဲ့ပတ်သက်ပြီးတော့ပဲမင်း ဟုတ်ကဲ့ အဲ့ဒါလိုမီးပွိုက်ကမီးနီတောင်မြင်ရသားနဲ့ဖြတ်မောင်းသွားမယ်အဲ့ဒါဘာဖြစ် အဖမ်းခံရပါမယ်ခင်ဗျာ အဲ့ဒါငါလည်းသိတယ်ကွာမင်းပြောပါလား မင်း ငါသိချင်တာအဲ့ဒါမဟုတ် ဘာများလဲခင်ဗျာ အဲ့ဒါလိုမီးနီတောင်မြင်ရသားနဲ့ဖြတ်မောင်းသွားရင်လမ်းစည်းကမ်းရင်စည်းကမ်းဥပဒေပုံမှန်ဘလောက်လဲမင်းဘလောက်ထိတန်ကြီးပေးရအဆိုးဆုံးဘာဖြစ်မလဲအဲ့ဒါကိုသိချင် အဲ့ဒါတော့မော်တော်ပီကယ်မှသိမှန်တယ်တူတယ်ကျွန်တော်ကတော့မင်းနီဖြတ်မောင်းဖမ်းခံရမယ်ဆိုတာတော့ပဲသိပါတယ်ခင်ဗျာ ဟာမသိလို့မရဘူးလေမင်းရင်မောင်းဆိုဟာရင်မောင်းတယောက်အဲ့ဒါတွေလေ့လာလာရမယ်လေဟာပြဿနာပဲကွာဒါဆိုလည်းမဖြေနိုင်ဘူးမှတ်မရနော်ကဲတော့မေကုန်းတစ်ခုထပ်မိမယ် ဟုတ်ကဲ့ပါခင်ဗျာ ကားတစ်စီးကို ဟုတ်ကဲ့ ဆက်နှိုးတော့ ဟော အဲ့ဒီလိုဆက်နှိုးရင်မင်းဘာဆက်လို့ အော်ကျွန်တော်တော့ကိုအရင်ဖွင့်အောင်လား ဟာအဲ့ဒါကိုဒီအဲ့တဲ့အဲ့လိုဖြစ်လို့ကြိုက်တာပေါ်လိုက်တော့ကွာနောက်တစ်မှတ် ဟုတ်ကဲ့ အမင်းကလည်းအဲ့ဒီအင်ဂျင်နဲ့ပတ်သက်တာပဲမင်း ဟုတ်ကဲ့ပါခင်ဗျာ နော်အဲ့လိုတော့ဖွင့်လို့ဆက်နှိုးသွားပြီအဲ့လိုဆက်နှိုးသွားနိုင်အင်ဂျင်ဘယ်နှပတ်လဲသွားတယ် ဗျာအင်ဂျင်ဘယ်နှပတ်လဲလေဟိုအဲ့ဒါတော့ဟိုတော့ပွင့်နိုင်တော့စက်တော်နှူးသွားမှာပေါ့ဗျာဟိုအင်ဂျင်တဲ့ဘယ်နှပတ်လဲဆိုတာတော့ဟိုအဲ့လောက်ထိတော့ကျွန်တော်မသိပါဘူးခင်ဗျာ ဟာလေးလာလေဟာမင်းရင်မောင်းဆိုရင်မောင်းတယောက်လို့ပြီဒါတော့မလေးလာဘူးလားဟာဒီနဲ့ပတ်သက်ပြီးအဲ့ဒါတွေမလေးလာတော့မင်းဘယ်လိုရင်မောင်းဖြစ်မှာလဲဒါဆိုမင်းဒီတစ်ခါလည်းမဖြေနိုင်တော့ဘူးကိုကနှစ်မှတ်ရတယ်မင်းတစ်မှတ်မှမရကဲချိန်မရှိတော့နောက်ဆုံးမေးခွန်းတစ်ခုပဲမေးမယ် ဟိုအဲ့ဒါဆိုဒီကကျတော့ရင်မေးပါလားဗျာ ဘာဖြစ်လို့ ဟိုအရင်မေးတဲ့မေးခွန်းတွေကလွယ်လို့ပါ ဟောရတယ်လေ ဟုတ်ကဲ့ အရင်ဖြေခြင်းနဲ့ရင်မေးရတာပေါ့ ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ အဲဒီတစ်ခါရင်မောင်းတယောက်ရဲ့ရင်လန်းကြောနဲ့ပတ်သက်တဲ့ရင်လန်းကြောချိန်တွေမေး ဟုတ်ကဲ့မေးပါခင်ဗျာ ဒီကနေ့ရန်ကုန်မြို့မှာကားတွေကအရန်ကြက်တာမင်းတို့လည်းသိတာ ဟုတ်ပါတယ်ခင်ဗျာ အဲ့တော့မင်းမောင်းနေတဲ့ရင်ကြောကနေပြီးတော့ကွာ ဟုတ်ကဲ့ ဥပမာညာဘက်ရင်ကြောကိုမောင်းနေတယ် ဟုတ်ကဲ့ အဲ့ဒါမင်းဘာလုပ် ထားလွှဲပါတယ်ခင်ဗျကျွန်တော်မောင်းနေတဲ့ရင်ကြောကနေညာဘက်ကိုကူးတော့မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ညာဘက်အချက်ပြမီးကိုပြပြီးတော့ညာဘက်ရင်ကြောကရင်တန်းတွေကိုကျွန်တော်တောင်းပါမယ်ညာဘက်ရင်ကြောကရင်တွေကဒစည်းစာလောက်ဟပေးပြီဆိုတော့မှကျွန်တော်အထိကိုက်မရှိဝင်ပြီးတော့မောင်းပါမယ်ခင်ဗျ အဲ့ဒါဆိုရင်မင်းအဲ့လမ်းပေါ်မှာအိတ်လိုက်တော့ ညာ အဲ့ဒီလမ်းပေါ်မှာအိတ်လိုက်တော့မင်းညာဧည့်စင်းမှာတိုင်လာကမင်း